Hello မမေတို့ရေဒီနေ့မှာတော့အရန်လွဲ့ကူပြီးတော့လောက်ရတာလဲအချိန်လဲတိတ်မပေးရပဲနဲ့မုတ်လေးပေါ့နော်အာဟာရလည်းဖြစ်မဲ့မုတ်လေးတစ်ခုလုပ်ပြပါမယ်အဲ့ဒါကကြတော့ပါဝင်ပစ္စည်းက3မျိုးထဲပါပဲ4မျိုးပေါ့ကွယ်ပန်းသီးရယ်ပြီးသွားရင်နွားနို့ရယ်ပြီးဘီယန်ကထုတ်တယ်ပေါ့နော်ဒီပန်ကိတ်အမှုတ်ပေါ့နော်သူကအထဲထဲမှာ၄ထုတ်ပါတယ်ပေါ့နော်အရသာ၄မျိုးပါအဲ့လို၄မျိုးပါတယ်၄ထုတ်ပေါ့နော်အဲ့ဒီဟာလေးတစ်ထုတ်ရယ်ကြက်ဥတစ်လုံးရယ်ပေါ့နော်တကယ်နို့မရှိရင်လည်းအဲ့ဒီဟာလေးနဲ့ကြက်ဥနဲ့ပဲဟိုပဲမနက်ပိုင်းမအားတာပဲဖြစ်ဖြစ်ပေါ့နော်အရန်လွယ်ကူတယ်လို့လေးလှုပ်ကြွေးရင်လည်းကလေးလေးတွေစားတယ်သူအဲ့ဒီအရသာမှုတ်ထဲမှာအကုန်လုံးပါပြီးဖြစ်တဲ့အတွက်အဲ့ဒါလေးခလောက်ပြီးတော့ဒီမကတ်တဲ့အိုးလေးနဲ့ကြိုလိုက်ရုံပဲပေါ့နော်တသားကဒီတစ်နှစ်ကျော်တာဖြစ်တဲ့အတွက်ဒီယူရီးယားလာတဲ့နွားနီအနီလေးကိုတောက်နေပြီပေါ့နော်အဲ့ဒါလေးနဲ့တသားနဲ့အခုအဆင်ပြေနေတော့အဲ့ဒါလေးသူ့ကိုတိုက်နေပါတယ်နွားနို့လေးနည်းနည်းထည့်လိုက်တယ်ပြီးတော့လို့ရှိရင်ပန်းသီးကနည်းနည်းပေါ့နော်ချစ်ပြီးတော့အေးရထည့်လိုက်တယ်ပေါ့နော်ဒီအမြင့်လေးတွေသူ့ဖြစ်အောင်လို့ပြီးဒီလိုမျိုးလေးပဲတစ်ခုချင်းစီဖုတ်လိုက်မယ်ပေါ့နော်ကြံတဲ့ဟာကကြတော့အေးရကိုအပြားလေးတွေလှုပ်လိုက်မယ်ကွယ်မဟုတ်ကကျဲပေမဲ့ဒါပေမဲ့ဟိုကဖြစ်တယ်သူကလှန်လို့ရတယ်သူကပန်ကိတ်အမှုတ်ပါတော့လေအေးမှုတ်ကအေးပျော့လေးနဲ့လေမဟုတ်မပြတ်ဘူးကွယ်ပြက်တယ်မလွယ်ဘူးအဲ့လိုမျိုးစားလို့ကောင်းတယ်အဆင်ပြေတယ်ပေါ့နော်ဒီဘီယန်ကထုတ်တဲ့ဒီပန်ကိတ်မှုတ်လေးကြံတဲ့ဟာကိုကြတော့အေးရသူတို့တိုစီလိုပြားလေးလှုပ်လိုက်မယ်ပေါ့နော်ဒီနေရာမှာချီမှုတ်လေးတွေလည်းဖြူလို့ရတယ်ပေါ့နော်အေးမှကုန်လို့မဖြူတော့ပါဘူးဒီတိုင်းလေးပဲပြီးရင်လိတ်ပြီးတော့မကြက်မဲ့ကြောက်လို့ရှိရင်အလေးလေးတွေလှုပ်ထားပြီးမှဇုံးလေးနဲ့ပဲပေါ့နော်သူတို့လေးပြီးတော့လှုပ်လိုက်မယ်ဒါကကြတော့မမေအတွက်ပေါ့နော်မမေစားပါမယ်မမေလည်းဝိတ်ချနေတယ်ဖြစ်တော့တသားစီကကတ်စားပါမယ်ဟိုတပြားဟိုကကြတော့တသားကိုကျွေးပါမယ်ဒိန်ချီလေးနဲ့ကျွေးမယ်ပေါ့နော်ဝင်းချုပ်တဲ့ဘေဘီလေးဖြစ်တော့အများနဲ့အသီးရွက်ကထည့်ကျွေးရတယ်နှင်းကြိုအသီးဖြော်ရေးအများနဲ့တိုက်တယ်ပေါ့နော်အဲ့ဒါတော့မှတသားဝင်းချုပ်တယ်ကွယ်အဲ့တော့ဟိုဆရာဝန်ညွှန်ကြားတဲ့အတိုင်းပဲပေါ့နော်အဲ့အတိုင်းပဲကျွေးတယ်အခုကျွေးတော့အဆင်ပြေတယ်ဝင်းကနေလည်းပြန်သွားတယ်ပျော့တော့မဟုတ်မမာပဲပေါ့နော်ဒါပေမဲ့တနေ့ခါတော့ပြန်သွားနေတော့မမေကနည်းနည်းစိတ်ချမ်းသာနေတာပေါ့ဒါကကြတော့မမေတွက်ပါမမေတွက်တစ်ပကံပြီးရင်တသားတွက်တစ်ပကံပေါ့နော်ဒါကခုနလိတ်ထားတဲ့ဟာလေးကိုတသားတွက်ကိုကမကြက်ကြောင်ရင်လေအဲ့လိုမျိုးလိတ်ပြီးအဲ့လိုမျိုးလေးလှီးလိုက်ပေါ့နော်ဗီဒီယိုကကော့ကိုရိုက်တာဖြစ်တဲ့အတွက်နည်းနည်းလေးတော့ဟိုအောင်ဖြစ်ရင်သိခံပြီးပေါ့ကွယ်အဲ့လိုမျိုးလေးလုပ်လိုက်ကိုမကြက်ကြောင်ရင်ပေါ့နော်အမှန်ကအထဲထဲမှာအိလွယ်တယ်ပြော့လွယ်တဲ့အတွက်ကြက်တယ်ပေါ့နော်ဒီလိုမျိုးလေးလုပ်လိုက်ပါဒါတစ်နှစ်နဲ့3လစားတဲ့ဟာပေါ့နော်တစ်နှစ်ကျော်စားတဲ့ဘီဘီလေးတစ်နှစ်ကျော်စားတဲ့မုတ်လေးပါဒါလေးကြည့်သူကင်စားတယ်ပြီးနှုတ်လေးသူတောက်ဆိုဒါမနက်ပိုင်းမအားဘူးဆိုရင်ပေါ့နော်9မိနစ်10မိနစ်လောက်ပဲကြာတယ်ဒီဟာလောက်တာလေအရန်ကိုမြန်ပြီးတော့ကလေးလေးတွေလည်းအာဟာရရှိတယ်အကြောင်းဒီတိုင်းလေးလှုပ်ကြည့်ပါလို့ကဲပြီးဆိုတော့တသားကိုသပေးလိုက်ပါတော့မယ်ဒါသားလေးတွက်ထည့်နေပြီပေါ့နော်မမေဖြစ်တော့လေမနက်ဆိုလို့ရှိရင်တသားတွက်ပြင်သူပပအတွက်ကိုကအပြင်မှာစားတာတိတ်မရှိဘူးအပြင်စားတိတ်မကြိုက်တဲ့သူဆိုတော့အိမ်မှာလှုပ်ကြည့်ရတာပဲကြိုက်တဲ့သူဆိုတော့ပပအတွက်ကလေးအတွက်အဲ့လိုပေါ့ကိုဆိုင်ညီမလေးတွေအတွက်အဲ့လိုမျိုးလှုပ်ကြည့်ရတာကိုကပျော်တယ်ပေါ့နော်အဲ့တော့မမေရဲ့တနေ့တာမနက်ပိုင်းကတော့ဒီဟာလေးပါပြင်ဆင်ပေးပြရပြီပေါ့နော်ပြီးရင်မမေလည်းစားပါတော့မယ်မမေလည်းဝေချမ်းနေတာဖြစ်တဲ့အတွက်ပေါ့နော်